အမတို့အခု slide drawing number 19ကိုဆွဲမယ်ပေါ့နော်အဲ့တော့19မှာဆိုရင်အမတို့အဓိကကတော့အလယ်ကဒီမြင်းပေါ့နော်ဒီမြင်းလေးအလယ်မြင်းလေးကိုအမတို့အရင်ထောင်လိုက်မယ်ပေါ့နော်ထောင်ပြီးတော့ဆွဲမယ်အဲ့တော့ဒီမြင်းကအမတို့ကသူက lunch က3ခုဖြစ်နေတာပေါ့နော်88ရယ်19ရယ်100ရယ်ပေါ့နော်အဲ့တော့ဒီ3ခုလုံးအမတို့ပေါင်းပြီးတော့ပဲဆွဲလိုက်မယ်ပေါ့နော်ပေါင်းလိုက်မယ်ပေါ့ပေါင်းလိုက်မယ်ဆိုတော့အမတို့က88ရယ်19ရယ်ပေါင်းရင်69နော်69ရယ်100ဆို190ခွန်ပေါ့နော်ဒါဆိုရင်190ခွန်ဆိုတော့မြင်းလေးကိုအမတို့ဆွဲလိုက်မယ်နော်မြင်းက190ခွန်ပေါ့နော်အဲ့မြင်းကိုဆွဲပြီးသွားပြီဆိုရင်မတို့ကအဲ့ဒီမြင်းကိုတော့ဒီပုံမှာတော့မယူဘူးပေါ့နော်ဒီဘေးမြင်းတွေကိုယူမှာဖြစ်တဲ့ကြောင့်မလို့မတို့က offset 6ပေါ့နော်ဟိုဘက်6ဒီဘက်6ဆိုပြီးတော့ offset သုံးမယ် o under 6 under ပေါ့နော်အဲ့တော့မတို့ပုံဆွဲတဲ့ခါမှာတော့ကိုကြိုက်တဲ့နေရာကနေစပြီးတော့ဆွဲလို့ရနော်ဒီအောက်ဘက်ကလည်းဆွဲလို့ရဒီအပေါ်ဘက်ကလည်းဆွဲလို့ရပါဘောနော်ကြိုက်တဲ့နေရာဆွဲလို့ရအဲ့တော့ဒီမှာ circle လေးအဓိကတော့ဒီမှာပါနေတာအကုန်လုံးကတော့ circle လေးပဲ circle နဲ့ line နဲ့ပေါ့နော်အဲ့ဒါလေးပဲအဲ့ဒါလေးပါတာပေါ့နော်အဲ့တော့ဒီမှာဆိုရင်လည်းသူက circle ရှိရယ် circle ကကြတော့နှလုံးပေါ့နော်25ပေါ့နော်25 diameter sorry radius 25နဲ့ဆွဲရမှာပေါ့နော်ဟုတ်ပြီဒါဆိုရင်မတို့ကဒီအလယ်မြင်းကနေပြီးဒီဘက်ကိုပေါ့နော်ဘယ်ဘက်မတို့တစ်ချမ်းဆွဲရင်တော့ရပါပေါ့နော်ဘယ်ဘက်ကို25 distance ညာဘက်ကို25 distance အကွာအဝေးနဲ့ center ယူပြီးတော့25ဆိုရယ် radius ရှိတဲ့ circle လေးတစ်လုံးကိုဆွဲရမှာပေါ့နော်โอเคဒါဆိုရင်radius ဆိုတော့circle ထဲကနေပြီးတော့center radius လေးကိုယူလိုက်မှာပေါ့နော်ယူပြီးသွားရင်point ချပြီးတော့ circle မဆွဲဘူးပေါ့နော်အဲ့လိုမျိုးဆွဲလဲရနော် point ချပြီး circle ဆွဲပြီးတော့မူနဲ့ရွှေ့လိုက်လဲရပါပေါ့နော်အဲ့လိုမလုပ်ဘဲနဲ့tk under ဆိုပြီးတော့ဒီကနေပြီးဒီဘက်ကိုဘယ်လောက်သွားချင်တာလဲ25သွားချင်တာရပါနော်အဲ့ဒီကနေcircle ဆွဲလိုက်မယ် circle ကကြတော့ the radius 25နဲ့ဆိုတော့ဒီမှာပေါ့နော်ဒီလိုလေးဖြစ်သွားတာပေါ့နော်အဲ့တော့မတို့ကမေတာပေါ့နော် mi under ဆိုပြီးတော့နောက်ထပ် circle တစ်လုံးကိုမဆွဲတော့ဘဲနဲ့မေတာလေးယူလိုက်မှာပေါ့နော်ပြီးသွားရင်မတို့ကဒီနေရာပေါ့နော်ဒီနေရာက circle လေးတစ်လုံးထပ်တွေ့ရပေါ့နော် circle လေးတစ်လုံးကကြတော့တဲ့သူကဒီနာက25ဒီ radius 25ဆိုတဲ့နေရာလေးကမတို့ကဒီ circle ဆွဲပြီးမှပဲဆွဲလို့ရမှာပေါ့နော်ဒါဆိုရင်မတို့ဒီ circle လေးဆွဲဖို့အတွက်ကသူကဘယ်လောက်ပေးထားလဲဆိုတော့မတို့ဒီဘက်ပေါ့နော် x ပေါ့နော် x အဲ့တော့ဒီဘက်ကိုမတို့က20ပေါ့နော်ဒီမှာ20လို့ပေးထားတယ်ဟုတ်ပြီ20အဲ့ထိတည်သွားပြီဒီကနေပြီးမတို့ y ရကြတော့သူကဘယ်လောက်လဲဆိုတော့88ပေါ့နော်ဒါဆိုရင်88ရယ်20ရယ်ပေါ့နော်သူရဲ့ distance အဲ့ဒီနေရာမှာလာပြီးတော့ center ပေါ်မယ်အဲ့ဒီ center ကနေမတို့က radius 20ရှိရယ်circle လေးတစ်လုံးဆွဲမှာပေါ့နော်ဟုတ်ပြီဒါဆိုရင်the radius ပဲဆိုတော့ circle လေးက center radius ကိုယူလိုက်မယ်tk under ပေါ်က80နဲ့မှာ88နော်ဟုတ်တယ်နော်88ပေါ့နော်ပေါ်88 under ဘေးကိုမတို့ကဘယ်လောက်လဲ20နော်ဘေးကို20ဟုတ်ပြီ20အဲ့ဒီနေရာလေးမှာ circle လာပေါ်မယ်radius တန်မိုးက20ဆိုတော့20ဆိုပြီးတော့ရိုက်ထည့်လိုက်မယ်နော်โอเคအဲ့ဆိုရင်မတို့ကဒီ circle လေးတစ်လုံးပြီးသွားတယ်နော်ပြီးသွားပြီဆိုတော့မတို့ကဒီနားမှာradius 8နဲ့ဒီမှာပေါ့နော် circle တစ်လုံးတွေ့ရသူ့ကိုတော့မတို့ကtangent radius နဲ့ပဲဆွဲလိုက်မယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ဒီ circle တွေက tangent radius နဲ့ပေါ့နော် tangent radius က8
ဆိုပြီးတော့တစ်လုံးပေါ်သွားပြီပေါ့နော်အဲ့ဒါလေးဆွဲပြီးသွားရင်မတို့ကဒီမှာမြင်းလေးရှိရပေါ့နော် line ပေါ့ line လေးဆွဲမယ်နော်အဲ့တော့ဒီ line မြင်းဒီသူကဒီတန်းချက်မြင်းနဲ့ဆွဲရမှာပေါ့နော်ဒါဆိုရင်မတို့ကတန်းချက်ဆွဲဖို့အတွက်က shift right click ပေါ့နော်ဒါဆိုရင် L enter shift right click ဆိုပြီးတော့မတို့တန်းချက်ကိုရွေးမယ်ပေါ့နော်တန်းချက်ကိုရွေးမယ်ဆိုတော့shift right click တန်းချက်ပေါ့နော်ပြီးရင်ဒီ circle လေးကိုလည်းတန်းချက်မဲမှာတော့လိုချင်တာဖြစ်တဲ့ကြောင့်မလို့ shift right click ပေါ့နော်နော်အဲ့ဒါပြီးသွားရင်မတို့ကဒီမှာပေါ့နော်ဒီမှာမတို့မလိုတဲ့နေရာလေးဒီနေရာဆိုရင်မတို့ဒီ circle ကဒီဘက်ချမ်းပဲယူမှာနော်ဒီဘက်ချမ်းပဲယူမယ်ဒီ circle ဆိုရင်ဒီဘက်ချမ်းပဲယူမှာပေါ့နော်အဲ့တော့မတို့ကဒီမှာသူက radius 25ဆိုပြီးတော့ပြထားရပါတော့ဒါဆိုရင်မတို့ဒီနေရာလေးမှာဒါ circle လေးတစ်လုံးပေါ့နော် circle လေးတစ်လုံးဒါမှမဟုတ်လဲfillet လောက်လိုက်လည်းရတယ်နော် fillet ချိုးလိုက်မယ်ဆိုရင်ဘယ်လိုဖြစ်သွားမလဲဆိုတော့အရင်လောက်ကြည့်လိုက်မယ်နော် f enter r enter 25 enter ပေါ့နော်ဒါနဲ့နော်အဲ့တော့မတို့ကဒီမှာ train ရမှာက tr enter ဆိုပြီးတော့ဒီနေရာရဲ့ဒီဘက်တစ်ချမ်းရေပေါ့နော်ဒီရယ်ပေါ့နော်အဲ့ဒါပြီးသွားရင်မတို့ကဒီအပေါ်ကိုဆက်ပြီးတော့တက်မယ်အပေါ်ကိုတက်တဲ့အခါမှာနော်ဒီနေရာလေးတွေမှာတော့ဒီဘက်တစ်ချမ်းပြီးသွားပြီပေါ့နော်ဒီဘက်တစ်ချမ်းပြီးတော့အပေါ်တက်လိုက်တော့သူကဘယ်လိုပြထားလဲဆိုရင်တဲ့ဒီမြင်းကနေပြီးတော့သူကမြင်းအဆောင်က30 degree ဆောင်းမှာနော်အဲ့တော့30 degree ဆောင်းမယ်ဆိုတော့ဟုတ်ပြီဒါဆိုမှတော့30 degree ဆောင်းလိုက်မယ်ပေါ့နော် lunch ကဘယ်လောက်ရှည်လဲဆိုတော့16နဲ့နော်16အဲ့တော့ဒီအလဲမှတ်လေးကနေဒီနေရာလေးကနေပေါ့နော်ဒီနေရာလေးကနေမတို့က L enter ဆိုပြီးတော့မတို့ကဒီမှာ auto on ထားတယ်အဲ့တော့ polar ကို on လိုက်မယ် polar ကို on လိုက်ရင်မတို့ degree လေးထွက်လာပါပေါ့နော်အဲ့တော့အမတို့လိုချင်တာက30ဆိုတာတော့ဘယ်ကနေ30လဲဆိုတော့ဒီမြင်းဒီအဖြောင်းကနေဒီအဖြောင်းကတော့ဒီလိုမျိုးသွားမှာပေါ့နော်10 20 30ပေါ့ဒါပေမဲ့အမတို့ကဒီမှာဆိုရင်သူ့ရဲ့ဒီထောင်းကကြတော့ counter clockwise လေနော်ဒီကမှာ0ဆိုပြီးပေါ့နော်0ကနေပြီးတော့ဒီနားမှာဒီမှာရွေးထားတာကိုဒီမှာ30ဆိုတဲ့နေရာလေးကိုမှရွေးထားပြီးသားဆိုတော့ပေါ့နော်တကယ်လို့မရွေးရသေးရင်ရွေးလိုက်ပေါ့နော်အဲ့30ဆိုရင်သူကဒီမှာဗာလေးတွေပေါ်နေမလဲဆိုတော့30 60 90 120အဲ့လိုမျိုးလေးပေါ်နေမှာပေါ့နော်အဲ့တော့မတို့ဒီမှာ30ကိုလာပြီးတော့ရွေးလိုက်လို့မရဘူးပေါ့နော်သူပြောချင်တဲ့30ဆိုတာဒီအမတို့ဒီ horizontal ကနေ30ကိုပြောချင်တာ vertical ကနေ30မဟုတ်နော်အဲ့တော့မတို့က vertical ကနေ30ဆိုရင် horizontal ကနေပြတိုင်း60ဖြစ်သွားမှာပေါ့နော်အဲ့ဒါဆိုရင်အမတို့ကတကယ်လို့အခုကဒီ vertical ကနေ30 vertical ကနေ30ဆိုတော့မတို့ဒီတကယ်တမ်းတော့ဒီမှာထောင်းလေးပြနေတာ horizontal ကနေပြနေဖြစ်တဲ့ကြောင့်မတို့က60ယူမှမှတ်မယ်နော်အဲ့တော့ဒီမှာ60ရသွားပြီအဲ့တော့16ဆိုတဲ့ L enter 16 enter ဆိုပြီးမတို့ရိုက်ထည့်လိုက်တယ်ပေါ့နော်အဲ့လိုထည့်ပြီးသွားရင်မတို့ကဘာလုပ်အောင်မလဲဆိုတော့သူကဒီမှာ cycle လေးတစ်လုံးရှိပါတယ်တဲ့နော်အဲ့ဒီမြင်းဆုံးတဲ့နေရာမှာ cycle ကကြတော့ဘယ်လောက်လဲဆိုတော့ပေါ့နော် cycle ကဘယ်လောက်လဲဆိုတော့12ပေါ့နော်အဲ့တော့ radius တန်မို့အဲ့တော့ဒီမှာ cycle လေးကိုယူလိုက်မယ် center radius ပေါ့နော်နော်ဒီမှာတစ်လုံးရသွားပြီဆိုတော့နောက်ထပ်တစ်ခုကိုဆွဲဖို့အတွက်ကအမတို့ကနောက်ထပ်တစ်ခုကကျတော့ radius 10နဲ့ဆွဲထားတာပေါ့နော်အဲ့တော့မတို့ကနောက်ထပ် cycle တစ်လုံးဆွဲမယ်ဆိုတော့အဲ့တော့မနောက်ထပ် cycle တစ်လုံးကကြတော့ radius တန်မို့10နဲ့ဆွဲထားတာဆိုတော့
အဲ့တော့မှက center radius ကိုရွေးလိုက်မယ်sorry center radius ရွေးလို့မရဘူးเนาะမတို့က center မသိဘူးပေါ့เนาะမသိရတဲ့ကြောင့်မလို့မတို့က center radius ဆွဲမယ်ဆိုရင်ပေါ့เนาะဒီကနေဒီထိက30ပေါ့เนาะအဲ့တော့ဒီမှာ30ဆိုမြင်းထက်ဆွဲနေမှာအဲ့တော့မတို့ဒီမှာရှိတဲ့မြင်းကိုပဲရအောင်ဆွဲမယ်ဆိုရင်2 point နဲ့ဆွဲလိုက်မယ်ဒီမှာ1 pointနောက်ထပ်1 point ကဘယ်မှာဖြစ်မလဲနောက်ထပ်1 point ကသူက30ဆိုတော့မတို့က diameter ဆိုရင်20ဖြစ်မယ်เนาะ radius က30ဆိုအဲ့20 under အဲ့ဒါနောက်ထပ်1 point မယ်ပေါ့နော်ပြီးရင်မတို့ဒီနေရာလေးမှာ radius 12နဲ့ပေါ့နော်အဲ့တော့မတို့က tangent radius ကိုသုံးလိုက်မယ်ပေါ့နော်tangent radius က12ဟုတ်ပြီအဲ့ဒါရသွားပြီဆိုရင်မတို့ကအဲ့ဒါရသွားပြီဆိုရင်ဒီနေရာလေးเนาะဒီနေရာလေးကလည်း12ပဲအဲ့တော့12ဆိုတော့သူ့ကိုတော့မတို့ကf under r under 12 under ပေါ့နော်အဲ့တော့မလိုတဲ့ဟာတွေအမတို့ဖြတ်လိုက်မယ်ပေါ့နော်နည်းနည်းရှင်းသွားအောင်လို့ဒီမှာဒီဟာလေးဆွဲလိုက်အောင်မယ်သူကကြတော့ဘယ်လိုမျိုးလဲဆိုတော့ radius demo 3ပေါ့နော် circle လေးကအဲ့တော့အမကဒီမှာ2 point နဲ့ဆွဲလိုက်မယ်ပေါ့နော်2 point ဒီမှာ1 point ယူလိုက်မယ်နောက်ထပ်1 point က3ဆိုတော့6ပေါ့နော်အဲ့ဒီကနေမှမတို့ကဘာလုပ်မလဲဆိုတော့ဒီနှလုံးဒီ circle နှစ်ခုကိုမတို့ကတန်းချက်မြင်းလေးဆွဲလိုက်မယ်ပေါ့နော်ဒါဆိုရင် L under shift right click tangent ကကြတော့ tangent ဟုတ်ပြီဒါဆိုရင်မတို့မလိုတာတွေ trim လို့ရပြီဆိုတော့ဒီ under နဲ့ trim မယ်ဒီလိုပုံလေးပေါ်လာပြီနော်ဒီလိုပုံလေးပေါ်လာတော့ဒါမယူအဲ့ဆိုရင်မတို့ကဒီအပေါ်ပိုင်းပြီးသွားပြီပေါ့နော်ဒီကပြီးသွားပြီဆိုတော့ဒီကနေပြီးတော့နောက်ထပ် circle ပေါ့နော်ဒီ circle ဘယ်နှလုံးဆွဲရမလဲဆိုဒီမှာ radius demo 10ရယ်12ရယ်38ရယ်25ရယ်ဆိုပြီးတော့အဲ့ဒါလေးရှိရယ်ပေါ့နော်အဲ့တော့ဒီနေရာလေးကိုဆွဲမယ်ဒီနေရာလေးကိုဆွဲမယ်ဆိုတော့နောက်ထပ်ဒီ circle ပေါ့နော်ဒီ circle ကိုဆွဲမယ်ဆိုရင်သူကတဲ့အပေါ်ကနေမှတော့ဒီမှာ100ပေါ့နော်100ဆိုတဲ့နေရာလေးရယ်36ဆိုတဲ့နေရာလေးရယ်ပေါ့နော်ဒါဆိုရင်မှ circle ဆွဲမယ်တော့ circle က radius demo 12နဲ့ပြီးထားဖြစ်တဲ့ကြောင့်မလို့ center radius ကိုယူမယ် center radius ကိုယူပြီးတော့tk under ဒီကနေပြီးတော့100 under ဟိုဘက်ကိုမှာတော့ဘယ်လောက်လဲ36ပေါ့နော်36 36 under 12 under ဒါဆိုရင်ဒီမှာ circle တစ်လုံးရသွားပြီနော် circle တစ်လုံးရသွားပြီဆိုတော့အမတို့ကဒီဘက်ချမ်းကိုကြတော့ mirror လေးပဲခောက်လိုက်မယ်ပေါ့နော် mi under မဆွဲတော့ဘူးဒါကို mirror ခောက်လိုက်မယ်ရသွားပြီပေါ့နော်ပြီးရင်အမတို့ကပြီးတော့ဒါပြီးသွားပြီပေါ့နော်ဒီမှာ25ဒါအမတို့ဆွဲပြီးသွားတဲ့သဘောပေါ့နော်ဆွဲပြီးသွားပြီဆိုရင်အမတို့ဒီနေရာလေးကိုအမတို့ဘာနဲ့ဆက်မလဲဆိုရင် J under object select under L under ဆိုပြီးတော့ဒီမှာစကိတ်တစ်လုံးထွက်လာပါပေါ့နော်ပြီးရင်မတို့ကဒီမှာမတို့ကြံနေတာကဒီနားလေးရပေါ့နော်ဒီနားလေးကကြတော့ radius demo
ထန်းနဲ့ဆွဲထားတဲ့စာကလေးတစ်လုံးရှိတယ်အဲ့တော့သူ့ရဲ့သူ့ကိုကြတော့မတို့ကဒီမြင်းရဲ့ဒီစာကရဲ့နဲ့လာထိရပါတော့လာထိရဆိုတော့မတို့ကပေါ့နော်ဘယ်လောက်လဲဆိုတော့ radius တန်မို့10နဲ့ဆွဲထားတယ်အဲ့တော့ tangent radius ပေါ့နော် tangent radius တန်မို့10အဲ့တော့မလိုတာပေါ့နော်မလိုတာဖြတ်မယ်ဆိုတော့ dr enter နဲ့ trim မယ်အဲ့တော့မတို့ကဒီမှာ30နဲ့မှာ8ပေါ့နော်38ဆိုတဲ့စာကလေးတစ်လုံးရှိရဲအဲ့ဒါကိုတော့မတို့ကtangent radius နဲ့ပဲ tangent 38ပေါ့နော်အဲ့တော့မတို့ဒီနေရာလေးရသွားပြီပေါ့နော်ကိုကမျက်စိရှုပ်မယ်ထင်ရင်ဖြတ်တခါ trim မယ်ပေါ့နော်တရား enter နဲ့ဒါယူမယ်မယူပေါ့နော်ဒါမယူဒါကတော့မတို့ erase နဲ့ဖြတ်လိုက်မယ်ဒီenter နဲ့ဒါကို trim မယ်ကြပါနော်ဒါဆိုရင်မတို့ဒီအောက်ကဒါလေးပဲကြံမှာတော့တယ်ဒါကကြတော့ဘယ်လောက်လဲဆိုတော့တဲ့115ပေါ့နော်115ဆိုတော့သူ့ကိုလည်း circle tangent radius ပဲပေါ့နော်အဲ့တော့ tangent 115 enter sorry tangent 115 enterအဲ့တော့မတို့က dr enter နဲ့ trim ပါမယ်ဒါဆိုရင်မတို့ dimension လေးတက်လိုက်ရင်တော့မတို့ဒီမှာဆွဲတဲ့ပုံလေးပေါ့နော်ဒါကတော့ exercise drawing မတို့19ပေါ့နော်အဲ့ဒါလေးအဲ့ဒီပုံပေါ့နော်မတို့ဒီ group ထဲမှာတချို့ကလေးတွေဆိုရင်ဒါအမ tutorial ကိုမကြည့်ဘဲနဲ့သူတို့ဆွဲထားတာအင်စာကြီးထပ်ထားတာအမတွေ့ပါတယ်နော်အဲ့တော့ကောင်းတယ်အဲ့လိုကိုကဒီလိုပေါ့နော်အမဆွဲပြတာနောက်ကလိုက်ဆွဲတာထက်ကိုယ့်အကိုစဉ်းစားပြီးတော့ဆွဲပေါ့နော်ကိုယ့်အကိုစဉ်းစားပြီးတော့ဆွဲတဲ့ပုံရဲ့အမဆွဲထားတဲ့ဗီဒီယိုလေးတွေကိုပြန်ကြည့်ပြီးတော့ဘယ်နေရာလေးတွေလိုလဲဒါမှမဟုတ်တူပဲပေါ့နော်တချို့ကြတော့အမတို့ဒီပုံမှာဆိုရင်အမတို့ကဒီအပေါ်ကစဆွဲလဲရတယ်ဒီအောက်ကကြိုက်တဲ့နေရာစဆွဲလို့ရတယ်ပေါ့နော်တယောက်နဲ့တယောက်ဆွဲသားနီးရတော့တူမှာတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့မှန်ရင်ရတယ်နော်ဒါဆိုရင်အမတို့နောက်ဗီဒီယိုကျမှပြန်တွေ့ကြမယ်နော်